ဒီတော့ကိုလောနေပါလေညာလေးဒီတော့ဘောပါတော့ဒီပြုတ်လာတာပါပေါင်းထားတာပါပြုတ်ပြီးတော့ပေါင်းထားတာဒီတော့ကိုဒီပေါ်နေတယ်ဒီတော့ဒီနေ့တမ်းလေးဒီတယ်ပါပြီဟုတ်တယ်ပါလားဒီတယ်ပါပြီဒီလိုပါဒီလိုပါပြီအနေနဲ့တော့ပါတော့ဒီစီဇန်အနေနဲ့တော့ဟုတ်ကဲ့ပါဒီစရာပဲဒီကလာပါဒီစီဇန်ကဆမ်ပါပြီ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 အဲ့ချကန်ပေါင်းတော့လေးထည့်လိုက်ပါပြီကဲနေပါတော့မက်ဆေ့ချ်ဒီစံဗန်ပြီးပါပြီနောက်တစ်ပိုင်းကျသူစစံပါဒီစံပဲဒီစံပဲလို့လည်းတပန်းပြီးပါပြီနောက်တစ်ပိုင်းကျ